နာစီတယောက်ဖြစ်ဖို့ဆိုတာလွယ်တာမဟုတ်ဘူးဒါရဲ့ကံညာဝရိယအပြင်တိတ်ကံပါရမီအထောက်ပံ့ကဘာမှဖြစ်ခွင့်ရတာမျိုး နင်းကြည့်ရတာလေယောက်ျားလူမိန်းမလူဘာကောင်မှန်းကိုမသိဘူးအကောင်မဟုတ်ဘူးဟေးကောင်မကောင်မ ယောက်ျားမဟုတ်ဘူးယောက်ျားမဟုတ်ဘူးမဟုတ်ဘူးစိတ်နာရဲ့ဒီမေကိုရဲ့အသေးနှလုံးဟေးနှလုံးလေးပြီးလိုက်ရှင် ဒီမှာအသိန်းလေးကတအိမ်လုံးတောင်ဝင်ကိုထမ်းထားရသူပင်ပန်းနေပြီ မိတင်သေးညီတော်တော်စကားများတာပဲအေးကျုပ်ပြောထားပြီးပြီလေဖြစ်ချိန်တိုင်ဖြစ်ပါတယ်လို့ဒီဘဝရောက်တာနင်းကြတယ်ဆိုတော့လူတိုင်းရဲ့အမြင်ကနေတာလွန်နင်လုံးမဖြစ်မယ်သိ ချောင်းမ ဒူရဲ့ဒူရဲ့ရဲ့ ဒီနေ့ကစားပြီးတော့ကြောက်ဦးလေးနောက်လာရတာကြီးခမယောကြောက်ကိုယ်တိုင်တပ်ပြဖို့ဝင်မလဲဘူးတထဲတော့သူ့ရံကိုကြောက်လို့လုံကြုံမယ်ထင်ပြီးခေါင်းထဲမှာထဲဖွက်ထားပါတယ်ဘယ်ချိန်တော့ချောင်းနေလဲမသိဘူးဟဲ့မပတ်သက်ပြန်ဖေးနေပတ်သက်ကိုပိတ်ထားလိုက်တော့ငါနာနောက်တော့ဘာဖြစ်လို့လဲသူတို့ကဘာလုပ်နေလို့လဲ တမီးနဲ့သူ့ကိုမခွဲနိုင်ဘူး အနာမျိုး96ပါရန်သူမျိုး5ပါးမှာကင်းဝေးပြီးလောကီလောကုတ္တရာနှစ်ဖြာလုံးနေလဲကောင်းမွန်သောအကျိုးကျေးဇူးများကိုသာရရှိခံစားနိုင်သောသူတော်ကောင်းသူမြတ်လောင်တွေဖြစ်ပါစေကွယ် ဘယ်လိုကြည့်လား